မင်္ဂလာပါဆရာနေမျိုးလိုက်ပါဒီကနေ့ဆရာရွေးချယ်ထားတဲ့ဆောင်းပါးအဟောင်းကလေးကကွက်စုံလို့ခေါင်းစဉ်ပေးထားတဲ့ဆောင်းပါးအဟောင်းကလေးဖြစ်ပါတယ်ကွက်စုံတရက်မှာဒုတိယအဆင့်လက်အများချုပ်တွေကိုသင်ပေးနေရင်နဲ့သီအိုရီကိုရှင်းပြတဲ့အချိန်မှာတစ်ဖက်သားနားလည်နိုင်စေဖို့စကားလုံးအသုံးနှုန်းမျိုးစုံသုံးပြီးရှင်းပြနေရပါတယ်အများကျုပ်ဆိုတာကိုနားလည်လွယ်စေဖို့အပိုင်းတွေခွဲပြီးတော့ရှင်းပြပေးလိုက်ပါတယ်9ခွက်နဲ့သက်ဆိုင်တဲ့အပိုင်း10ခွက်နဲ့သက်ဆိုင်တဲ့အပိုင်း9ခွက်နဲ့သက်ဆိုင်တဲ့အပိုင်း6ခွက်2ခွက်တို့နဲ့သက်ဆိုင်တဲ့အပိုင်းအဲ့ဒီလိုအပိုင်းဖြတ်ပြီးတော့ထုံနှုတ်ပြသပေးလိုက်တဲ့အခါမှာသင်ကြားခံရတဲ့တပည့်ကလည်းလွယ်ကူစွာနားလည်သဘောပေါက်နိုင်တာဖြစ်ပါတယ်အများကျုပ်လို့ဆိုထားတဲ့အတိုင်းပဲအကွက်တွေကိုပေါင်းစည်းထားတဲ့ကွက်စုံဒါမှမဟုတ်ကွက်ပေါင်းအခန်းတစ်ခုဖြစ်တယ်ဆိုတဲ့သဘောတရားကိုလွယ်ကူပဲသိမြင်နိုင်ပါတယ်ဒါကြောင့်အခရာတွေကိုသင်္ချာသဘောယူပဗေဒသဘောအရတွဲဆက်တဲ့ theory တွေကိုမြင်တွေ့နားလည်နိုင်စေဖို့ဖော်ဆောင်ပေးတဲ့ပညာအစုအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ form တစ်ခုဖြစ်တယ်ဆိုတာသိသွားနိုင်ပါတယ်ဒါကြောင့်တိုင်းကျင့်တဲ့တိုင်းသမားတွေဟာ form တွေကိုမချမ်းလက်ဖဲနဲ့လေ့ကျင့်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ form တဲ့အရေးကြီးတာကခြေခွက်တွေပေါ်မှာမူတည်ပြီးတော့ကစားရတဲ့လက်ခံဒုက္ခံဓာခံဒီဟာတွေကိုကြည်ညက်အောင်လေ့ကျင့်ထားတယ်ဆိုရင်ဖောင်ကိုလေ့ကျင့်တဲ့အခါမှာလွယ်ကူချောမွေ့သွားတာတွေ့ရပါလိမ့်မယ်ဆရာစီကိုဂျူနီယာညီငယ်တိုင်းသမားတဦးကမေးဖို့ပါတယ်ဆရာတဲ့တိုင်းကျင့်ရင်ဖောင်တွေကိုဦးစားပေးပြီးတော့လေ့ကျင့်ရမှာမဟုတ်လားကျွန်တော်တို့ကဖောင်တွေကိုပဲလိုက်ကစားတာမဟုတ်ပါတဲ့ဒီလိုဟာမျိုးကဆရာတို့ငယ်စဉ်တုန်းကလည်းကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပါပဲကိုလိုအခက်ခဲမျိုးနောက်လူတွေမဖြစ်စေလိုပါဘူးနောက်ထပ်သတိပြုစရာတစ်ခုလည်းရှိပါသေးတယ်လက်တုပ်ဓာကန်းတွေကိုကြည်ညက်ကျွမ်းကျင်လာတဲ့အခါကိုယ်တိုင်ဖန်တီးတဲ့တီထွင်ခြင်းမဟုတ်ဘူးဖန်တီးခြင်းဆိုတာကိုတီထွင်ခြင်းနဲ့ဖန်တီးခြင်းဆောင်းပါးတစ်ပုဒ်ရေးပြီးသားဖြစ်ပါတယ်အဲ့ဒီမှာအသေးစိတ်သွားပြီးတော့ရှာဖွေနားထောင်နိုင်ပါတယ်ဖောင်အသစ်တွေလှုပ်လာနိုင်ပါတယ်ဒီလိုဖောင်အသစ်လှုပ်လိုက်တဲ့အတွက်ရှေးတုန်းကရှိခဲ့ပြီးသားဖောင်တွေကိုမေ့ပြောက်ပြီးတော့အသစ်ကအဟောင်းကိုလွှမ်းမိုးသွားတာမျိုးဖြစ်တတ်တဲ့သဘောတရားရှိပါတယ်အဲ့ဒီလိုဖြစ်တယ်ဆိုရင်ပညာပျက်စီးနိုင်တာကြောင့်မို့အသစ်တွေကိုလည်းကိုယ်စိတ်ကြိုက်ဖန်တီးခြင်းနဲ့ဆန္ဒရှိရင်ဖန်တီးကြပါဒါပေမဲ့အသစ်လှုပ်တာကြောင့်အဟောင်းကိုမပြစ်ပယ်ရပါဘူးဘာကြောင့်လဲဆိုရင်ရှေးအခါကဒီဖောင်တစ်ခုကိုရရှိဖို့လက်တွေ့တိုက်ပွဲပေါင်းများစွာကိုအသက်သွေးချွေးတွေနဲ့ရင်းနှီးပြီးတော့မှတိဆောက်ထားခဲ့ကြတာဖြစ်ပါတယ် theory အမှားတွေအကွက်အမှားတွေတိုက်ခိုက်ခုခံလို့မရတဲ့အကွက်တွေမပါပါဘူးအမှန်တွေချီးပဲသာတိဆောက်ထားခဲ့တာဖြစ်ပါတယ်ကိုယ်တိုင်တိဆောက်ဖန်နေတဲ့ဆိုတဲ့ဖောင်တွေဟာတိုက်ခိုက်ပြီးမှထွက်လာတဲ့ဖောင်တွေမဟုတ်ပါဘူးစိတ်ကူးယဉ်ပြီးဖန်နေတာမျိုးသာဖြစ်ပါတယ်ဒါကြောင့်လက်တွေ့ထက်ပိုပြီး theory ကောင်းတဲ့ဖန်တီးမှုမျိုးမဖြစ်နိုင်ပါဘူးဒါကြောင့်ရှေးဆရာကြီးတွေကဒီလိုကိစ္စမျိုးဖြစ်မလာအောင်အယိုးကိုအရွက်မဖုံးစေနဲ့လို့မှာကြားခဲ့တာဖြစ်ပါတယ်အဖိုးအမောင်လေးကိုယ်တိုင်ပဲဝတ်သားဆိုပြီးတော့စကလုံးသုံးလုံးခဲ့သလိုစွန်းစံထဲမှာကြွက်ချေးမရောနဲ့လို့လဲပြစ်နစ်ပြောပြီးတော့မှာကြားခဲ့ပါတယ်ဝတ်သားဟင်းကိုကောင်းကောင်းစားနိုင်ကြပါစေစွန်းစံကိုလည်းတန့်ရှင်းစင်ကြယ်ပြီးတော့ကောင်းမွန်တဲ့ဆန်အဖြစ်ချက်ပြုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ဒီဆောင်းပါးလေးကိုဒီလောက်နဲ့ပဲညီကုန်းချုပ်ပါတယ်ဆရာရဲ့ဆောင်းပါးလေးတွေကိုအားလုံးဝါသနာရှင်များ
ဘဟုတုတအနေနဲ့ရှာဖွေနားထောင်နိုင်ဖို့အတွက် like share နဲ့ subscribe လေးလုပ်ပေးကြပါ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးရှင်လန်းချမ်းမြေပါစေ